ပစ္စည်းတွေတရားချကြအောင်နော်အချိန်မီကလေးတွေကိုဝေပေးမှရမှာတောင်းဖို့သားသိချင်းနဲ့တိုက်နေအောင်မယ် ဟုတ်ကဲ့ဆရာ ငါเจ้าကြီးနဲ့စကားတော့ပြောလိုက်အောင်မယ်နော် ဘာတွေပေးမှလည်းမသိဘူးနော်မိုက်တယ် ဖက်စာအုပ်တွေနဲ့ဘောပင်တွေရေးစာအုပ်တွေပါတယ်ပြောတာပဲကွာ သူတို့ကလည်းငါတို့ကြိုက်တဲ့အယုံလေးတွေပါယူလာပေးတာမှာ ငါတို့လည်းရောက်တော့မယ်ကွာမင်းတို့ကလည်းဆီယမမြင်တီးခံရအောင်မယ်ဒါမှမဟုတ်စောင်းအောင်မှလည်းကြောက်မလားမသိဘူးသူတို့ကသဘောကောင်းပုံရတယ်ငါတို့စီအရင်တွက်ကြည့်လိုက်အောင်မယ်ဦးလေးကျွန်တော်တို့လည်းရောက်တော့မှာလားလူတွေအများကြီးပဲနော်စောင်းရတာကြာလိုက်တာဗျာကျွန်တော်တို့လည်းမရောက်ခင်ပစ္စည်းကြီးကုန်သွားရင်ဒုက္ခပဲနော် မင်းကလည်းရမှာပါကွာအကိုတို့တရားယူလာခဲ့ပါတယ်မင်းကအခုလိုချင်လို့လား အာလိုချင်တာပေါ့ဒီနေရာကဒါမျိုးပစ္စည်းတွေဝယ်ဖို့လွယ်တာမှမဟုတ်တာဗျာအဖေမျိုးတော်မှမာလို့ရတာတွေဒါတောင်ဈေးကြီးလို့အမြဲမဝယ်ပေးနိုင်ဘူး ဒါဆိုအကိုကပေးမှာပေါ့ကွာ မမမင်းကငြိမ်လိုက်လားဘာဖြစ်လို့လဲကွာစိတ်ဆိုးနေတာလား ဘာဖြစ်နေရလဲပြောလေကွာပေါ်လာတွေပဲဟောက် ရောက်ရငါတို့တော့ပွားပြီဟဲ့ဘစ်ကစ်တွေလာဝင်နေတဲ့ ဟေးတွားကြမယ် ငါမလိုက်တော့ဘူးကွာမင်းတို့ပဲတွားလိုက်ကြတော့ မင်းရလေကွာအမြဲတူသွားနေကြဟောက် အမေစီးရင်ထဲမှာပေးထားတာတော့မင်းတို့အခန်းကမောင်မောင်ဆိုတဲ့ကလေးပါပါရလေအကောင်လေးရောလာမယူဘူးလား မမနေမကောင်းဘူးထင်တယ်ကျွန်တော်တို့ခေါ်တဲ့ဟာကိုမလိုက်ဘူး ဟုတ်တယ်သူပထမတကပစ္စည်းလာဝေးတဲ့အဖွဲပြန်သွားကြတဲ့အဲ့လိုကြီးမှန်တူတွေဖြစ်နေရပဲ ဘလို့ဖြစ်တာလဲအန်တီကိုအသေးချာလေးအသေးစိတ်ပြောပြပေးမလားယင်